当年那年。Hello, hi。啊，你笑点这样。不老ရိုက်တဲ့ဟာအတင်းကျိုးပါလား။喂，怎么挨辣的？ငါဆောင်းချောနေငါ့ကိုရိုက်တယ်ငါ့ကိုရိုက်တယ်။ပြောက်ရိုက်ဦးငါ့ကိုတခြားရိုက် ထွက်တော့မပေါ မုံမုံ ။ငါပြောတာမင်းနဲ့။ Bye bye. ထိဆုံးပါပဲနော် ကျွန်တော်မချက်စားတော့ပါ ။ဆရာကြီးဆိုတော့ဆရာကြီးဆိုရှိတယ် ဘောကကြီးတော့ ။ဆိုရဆိုင်တော့တယ် နဲ့ကြည့်လိုက် station Bristol station ဆိုပြန် ။ဒီခုလာတော့ကြည့်တော့တွင်းထဲမှာပြန်ကျန်းတုတ်ထားတာလေရှုပ်ပတ်နေတယ်။ရှုံးစရာလေ။ Bristol station ကတင်းတော့နေရဖြစ်ပါ ။တင်းတုတ်တာဘလို့နေမကြည့်လိုက် လို့မင်းပိတ်သွားတယ် ငါပိတ်ချာကလို့ ကျုပ်က ဒီနေ့က British စာလေးစားဖြစ်တယ်ပေါ့နော် breakfast လေးကြိုက်လာတော့ရင် အေးရမြက် shaken vanilla bean matcha တောက်ပါပါ အဲ့မြဲတောက်နေကြလား အမြဲတော့မဟုတ်အမြဲကကျမ blondie တောက်နေကြဒါပေမဲ့ဒီ ကောင်းလေးကတော့ဘာတောက်လဲဆိုတော့မသိဘူးမူးနေလို့ကောင်းလေးကတော့မချာမသားနာဘူးမူးနေလို့ပါသူ့မှာပါလဲဘာလဲလိမ္မော်ရည်နဲ့နှစ်ပါးသွားနေရကောင်းလေးကပေါ့မက်ရှိမှာ တော့တပည့်ရပဲ ဘယ်ကြီးရဲ့ဘလော့ကတယောက်နဲ့ချိန်တာဘလော့ကလာဘလော့ကလာကိုမေးစားပေးလိုက်တော့ ညမြင်ခေါ်လာစစ်သူရှိရမျိုးပေါ့နော်စစ်သူရှိရမျိုးဆိုတော့လာလဲတာဟောတွေးခဲ့ပါဦး ချစ်သူကတော့ဘာမလို့ ဟိုတချက်ကဝင်ပါတော့မယ် မြကန်းတယ်နော် ကတွေးရဲ့နားပါအမောနာ နောက်ဆုံးဝါလာဖြစ်ပါ အဲ့တော့ဒေါင်းရင်ကြက် မင်းအဲ့ဘက်ရောက်မင်းမင်း ငါပေးတော့အေး မင်းငါမလို့ဒီလိုသူရှိကဘာလဲတကူမှစားပေါ့နော်ကောင်းလေ they want in Manchester ပြီးပါ bye good night ဒါပြီလား ဒီအိတ်တော့ ဟိုငါ စောစီပတ်စံပြုံးတယ် စံပြုံးတာ 25ပါဘူးလား 25ပါ breakfast လေးမင်းပါမှာ day 2 in Manchester ပါမှာ စာရထုတ်လိုက်တာတွင်လင်းမွန်ရမယ်ကြတယ် 咪。
Oreo biscuit ရှိတယ်ပပကောက်ဒီတိုက်တာရေခဲပုံစံ ဘလို့တော့ကြောပြလိုက်ပါရှောင်းဟိုကြည့်ဟိုကြောက်တယ်တယောက်ရှိတယ်ချိန်ထုတ်ဝင်သွားတယ်။မြေညူသွားတယ်လားဗျာ။ဒီတော့ဝင်လာတဲ့ကြည့်တော့အပေါက်ကြီးကျယ်ကြီးပဲYeah, it's alright. Sorry, baby. It's alright. Sorry. Lumawan. Tiếng phải rồi đó. Sắp không sắp à? Sắp là sắp mẹ mày chạy đi nè phải đó Nên là sẽ là gì hết sắp ra kêu vào bị đòi Manchester United đã bị đòi Just a near that be back. It's done. It's over. ဒီတော့မှာပုံလေးနားမှာလိုက်ပေးကြပါနော် Oh, maybe. Jonya do. lại bị mệt lại lại Manchester United đã bị đòi đó ဟုတ်တယ်ဒီတော့ဒီလုံးကြပါနေပြီပါ Tiếng nhà tiếng. đi xa vậy không có gì đại Không ra mà. ဟုတ်တယ်ရည်တွေပြန်ကန်တော့နော်